တိတ်တဆိတ်ဝေးကွာနေမှုကိုတောင်းပန်ခြင်းနဲ့ပြန်လည်စတင်လိုက်တဲ့တငယ်ချင်းနှစ်ယောက်ရဲ့တန်ရောစဉ်တိတ်တဆိတ်တောင်းပန်ခြင်းမနက်တိုင်းမာယာကကြောင်းသွားတဲ့ဘတ်စကားတစ်စီးတဲကိုစီးပြီးပြတင်းပေါက်ဖက်ကထိုင်ကုန်တစ်ခုထဲမှာပဲထိုင်လေးရှိတယ်နေတိုင်းလိုလိုပဲသူမကဘတ်ကားတစ်ဖက်မှာထိုင်နေတဲ့မိန်းကလေးကိုမှကြည့်မိဖို့ရှောင်လွှဲနေခဲ့တယ်သူမနာမည်ကနိုယာဖြစ်ပါတယ်တစ်ချိန်လုံးကသူတို့နှစ်ယောက်ဟာအရန်ရင်းနှီးတဲ့တငယ်ချင်းကောင်းတွေဖြစ်ခဲ့ကြပါတယ်ဒါပေမဲ့စကားတခုံးကိုမစင်စားမစင်ခြင်းပဲအတန်ကျဲကြီးနဲ့ပြောလိုက်မိပြီးအခြားသူတွေကရေမောတာခံလိုက်ရတဲ့အချိန်မှာအရာအလုံးပြောင်းလဲသွားခဲ့တဲ့မာယာကတောင်းပန်ခြင်းခဲ့တာအကြိမ်ကြိမ်ရှိပေမဲ့သူမရဲ့မာနနဲ့ကြောက်ရွံ့မှုကသူမကိုအမြဲတမ်းတားဆီးနေခဲ့တယ်။နေ့တွေလတွေကြာလာတဲ့အခါတိတ်ဆိတ်မှုကစကလုံးတွေထက်ပိုမိုလေးလံလာခဲ့တယ်။တခုသောနေ့လည်ခင်းမှာသူတို့စီးလာတဲ့ဘတ်စကားပြတ်သွားခဲ့တယ်။ကျောင်းသားတွေကစောင့်နေရတာကြာတာကြောင့်စိတ်မကောင်းဖြစ်ပြီးဖုန်းတွေနာရီတွေကိုကြည့်နေကြတယ်။အဲ့ဒီအချိန်မှာမာယာကလမ်းဘေးမှာတယောက်တည်းထိုင်နေတဲ့နိုယာကိုတွေးလိုက်တယ်သူမရဲ့ပခုံးတွေရော့ကျနေပြီးမျက်လုံးတွေကမြေပြင်ကိုသာစိုက်ကြည့်နေခဲ့တယ်စဉ်းစားချိန်တောင်မပေးဘဲမာယာကသူမဘေးမှာထိုင်လိုက်တယ်အစမှာတော့နှစ်ယောက်လုံးစကားမပြောကြပါဘူးလမ်းမပေါ်ကအတန်တွေနားထောင်ရင်းလေညင်းလေးကတည့်ရွက်တွေကိုလှုပ်ခတ်လိုက်တယ်နောက်ဆုံးမှာမာယာကအတန်ခတ်တိုးလေးနဲ့အရင်ကတည်းကတောင်းပန်တင်ခဲ့တာပါလို့ပြောလိုက်တယ်နိုယာကအံ့ဩသွားပြီးမော့ကြည့်လာတယ်ပြီးတော့ခေါင်းညှိလိုက်ပြီးအဲ့ဒီစကားကိုကြားဖို့အချိန်ကြာကြီးစောင့်ခဲ့တာပါလို့ပြန်ပြောတယ်။အဲ့ဒီနေ့မှာအရာအလုံးကိုပြန်မပြင်နိုင်ခဲ့ပါဘူး။ဒါပေမဲ့သူတို့စကားတွေအများကြီးပြောဖြစ်ကြတယ်။နောက်ဘတ်စကားတစ်စီးရောက်လာတဲ့အခါသူတို့နှစ်ယောက်အတူထိုင်ကြတယ်။အရင်လိုမဟုတ်တော့ပေမဲ့တစ်လွင်နဲ့ရိုးသားမှုနဲ့စတင်တဲ့ဆက်ဆံရေးတစ်ခုအဖြစ်နဲ့ပေါ့။နောက်မှမယာတိလာခဲ့တာကတောင်းပန်မှုလေးတစ်ခုကအတိတ်ကိုမဖြတ်နိုင်ပေမဲ့ပိုကောင်းတဲ့အနာဂတ်တစ်ခုစီသွားဖို့တကားတစ်ချက်ကိုဖွင့်ပေးနိုင်ခဲ့တယ်ဆိုတာကိုပေါ့။တကယ်တော့အရေးရင်ဆုံးလုပ်ရတဲ့အရာကတိတ်တိတ်လေးပြောပြီးစိတ်ထဲကအမှန်တကယ်ဖြစ်တာကိုထုတ်ပြောခြင်းပါပဲ။